အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဖုန်းကနေထိုင်းပြည်အလွယ်တကူစစ်တဲ့နည်းလေးပြောပြပေးပါမယ်ထိုင်းအစိုးရကထုတ်ထားတဲ့တရားဝင် application တွေကနေစစ်လို့ရသလိုထိုင်းချီပေါက်စင်နဲ့လည်းတိုက်စစ်လို့ရပါတယ်အောက်မှာတော့လူသုံးများတဲ့ application တွေဖြစ်ပါတယ်တကယ်ကူဆုံးနည်းကတော့ application မှာပါတဲ့ QR code scanner နဲ့ထိုင်းဒီလက်မှတ်မှာပါတဲ့ QR code ကိုဖတ်ပြီးတော့စစ်တဲ့နည်းဖြစ်ပါတယ် Play Store မှာ check Thailand Lottery ဆိုပြီးတော့ရိုက်ချလိုက်လို့ရှိရင်အောက်ကဝိုင်းပြထားတဲ့ application လေးတွေ့ပါလိမ့်မယ် QR code နဲ့လည်းစစ်လို့ရလို့ခဏ6မိနစ်နဲ့လည်းစစ်လို့ရပါတယ်တောင်းထားတဲ့ application ကိုဖွင့်ပြီးတော့အနီကလေးဝိုင်းပြထားတဲ့ထဲက scan ဆိုတဲ့အားလေးကိုဖွင့်လိုက်ပါပြီးရင်တော့ထိုင်းချီလက်မှတ်ပေါ်မှာရှိတဲ့ QR code ကိုဖွင့်ထားတဲ့ QR scanner လေးနဲ့ဖတ်ပြလိုက်လို့ရှိရင်ဒီကောင်းမပေါက်တဲ့ဘယ်စုတွေပေါက်တယ်ဆိုတာကိုဖော်ပြပေးမှာဖြစ်ပါတယ်အားလုံးနဲ့ပဲ6တန်းစီနိုင်ကြပါလိမ့်